ဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ထမျိုးလေးလည်းထူးဆန်းပါတယ်ဘာလို့လဲဆိုတော့အောင်မြင်ဖို့အတွက်ဒါတွေမရှိရင်မဖြစ်ဘူးလို့ကျွန်တော်တို့အားလုံးဒီပါယုံကြည်ထားတဲ့ຢာနဲ့ကူကတကယ်တမ်းမှာတော့ကိုယ့်ရဲ့တိုးတက်မှုကိုရောပျော်ရွှင်မှုကိုပါအဓိကဟန်တာနေတဲ့ຢာတွေဖြစ်နေလို့ပါပဲဒီလိုမျိုးရောခံစားဖူးကြလားအောင်မြင်ဖို့တော့ပို့ပြီးတော့အသေးအတန်ကြိုးစားလေအောင်မြင်မှုဆိုတာကြီးကကိုယ်စီကနေပို့ပြီးတော့အဝေးကိုထွက်ပြေးသွားသလိုမျိုးလေဟုတ်ပါတယ်ဒါဟာလူတော်များများယဉ်နီးဖိသားခံစားချက်တစ်ခုပါကဲဒီနေ့တော့အဲ့ဒီခံစားချက်ကဘယ်ကနေလာတာလဲဘာကြောင့်ဖြစ်နေလာလဲဆိုတာကိုအရင်မြစ်ထီတူးပြီးကြည့်ကြရအောင်ဒီကိစ္စကိုရှင်းရှင်းလင်းလင်းမြင်သွားဖို့ဇလန်တပေါ်နဲ့စားလိုက်ရအောင်လော်ရာဆိုတဲ့ထူးချွန်ကြောင်းတူလေးတယောက်ရဲ့ဇလန်ပေါ့လော်ရာကအပေါ်ယံကြီးရဲ့တော့ရာရာပြုတ်ဆောင်နေတဲ့သူပါရုပ်ရည်ကောရှိတယ်ပညာရေးအားကစားဘာတစ်ခုမှပြောစရာမရှိအောင်ထူးချွန်တယ်ဒါပြင်ပဲဒီလိုအောင်မြင်မှုတွေရဲ့နောက်ွယ်မှာတော့သူဟာစိတ်ကြယောဂနဲ့စိုးရင်တော့ကားတွေကိုမခံနိုင်တော့တဲ့အဆုံးတက်ကတော်ကနေတောင်ထွက်လာရတဲ့အထိဖြစ်သွားခဲ့တယ်ဘာကြောင့်များဒီလိုဖြစ်သွားရတာလဲကဲဒီနေ့မှာတော့ပထမဆုံးအောင်မြင်မှုရဲ့ paradox ဆိုတာဘာလဲဆိုတာကိုကြည့်ကြမယ်ပြီးရင်ကျွန်တော်တို့နောက်ပြန်ဆွဲနေတဲ့ Daniel ဆန်ဆန်အယူဆအမားနှစ်ခုကိုဖော်ထုတ်မယ်အဲ့ဒီနောက်မှာတော့တစ်ပန်နီးကြဖြည့်ရှင်းနေတဲ့အတူလက်တွေ့ပေါ်မှာချက်ချင်းတုံးချလို့ရမယ်နီလန်တွေကိုလေ့လာကြမယ်အဆုံးမှာတော့အောင်မြင်မှုဆိုတာကိုအတိပ္ပယ်အသစ်တစ်ခုနဲ့ပြန်လဲကြည့်ရှုကြမှာဖြစ်ပါတယ်ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်လော်ရာကြုံခဲ့ရတဲ့ပြဿနာရဲ့အဓိကတရားဟင်ကကျွန်တော်တို့လူအဖွဲ့စီကအောင်မြင်မှုကတော်ချက်ပဲကိုတတ်မှတ်ထားတဲ့အယူဆမှတစ်ခုအနေလာတာပါတစ်ပတ်နေကြလေးလာချက်တွေရအောင်ဒီအယူဆတွေဟာကျွန်တော်တို့ရဲ့အလားအလာတွေကိုဖျက်ဆီးပြနိုင်တယ်ဆိုတာကိုတက်သိပြနေပါပြီပထမဆုံးတန်တရားတွေတစ်ခုကတော့ဒါပါပဲကိုယ့်ရဲ့အရေးချင်းတွေညံရည်တွေဆိုတာမွေးကလေးကပါလာတာပြောင်းလဲလို့မရဘူးဆိုတဲ့ယုံကြည်ချက်ပေါ့အပေါ်ယံကြီးရင်တော့ဟုတ်တယ်လို့ပဲနော်ကိုတော်တဲ့အားတာတဲ့အရာကိုပဲအာယုံဆက်လုပ်တာကပိုကောင်းမယ်လို့ထင်ရတာကိုဒါပေမဲ့တကယ်တမ်းမှာတော့သူတေသနာတွေကဒါဟာစန့်ကျင်ဘက်အကျိုးတက်ရောက်မှုကိုဖြစ်စေတယ်လို့ဆိုပါတယ်ဒီအကြောင်းကိုပို့ပြီးသဘောပေါက်သွားစေမဲ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့သူတေသနာတစ်ခုရှိတယ် Stanford တက္ကသိုလ်ကစိတ်ပညာရှင် Carol Dweck လုပ်ခဲ့တာပါသူကကလေးတွေကိုခက်ခဲတဲ့ပဟေလီတစ်ခုပေးလိုက်တယ်အဲ့ဒီအခါမှာကလေးတွေရဲ့တုံ့ပြန်ပုံကသူတို့ရဲ့ mindset ပေါ်မူတည်ပြီးနှမျိုးကွဲထွက်သွားတာကိုသတိပြုမိခဲ့ပါတယ်ကဖွယ်ကတော့ fixed mindset လို့ခေါ်တယ်သူတို့ကညံရီဆိုတာမွေးရပါပဲပြောင်းလို့မရဘူးလို့ယုံကြည်ထားတော့ပု္ပ္ပာခက်တာနဲ့ချက်ချင်းပဲကျွန်တော်ကတင်ချာညံတာကိုဆိုပြီးလက်မြောက်လိုက်ရောဒါပေမဲ့နောက်တစ်ဖွဲ့ကျတော့ growth mindset ရှိတဲ့ကလေးတွေပါသူတို့ကစ조사ရင်အရေးချင်းကတိုးချက်နိုင်တယ်လို့ယုံကြည်တယ်အဲ့ဒီတော့ခက်ခဲတဲ့ပု္ပ္ပာကိုတွေးတဲ့အခါစိန်ခေါ်မှုတစ်ခုလို့မြင်ပြီးဝေါပျော်စရာကြီးပဲငါအုံနောက်ကိုတုံးရတော့မယ်ဆိုပြီးပို့ပြီးတော့စိတ်လှုပ်ရှားသွားကြတယ်ဒါကကလေးတွေနဲ့မဟုတ်ဘူးနော်ကျွန်တော်လူကြီးတွေမှလည်းအတူတူပဲကိုငါကနီးဖြညာနဲ့ဆိုအစိမ့်တက်ပဲကွာငါကလူရှစ်ထွက်ပြီးစကားပြောရမှာတိမလောက်ကြောက်တာဆိုပြီးတစိတ်ကက်လိုက်တာနဲ့အဲ့ဒီနယ်ပယ်တွေမှာတူးတက်ဖို့စ조사ရမယ်တကားကိုဘာသာကိုပိတ်လိုက်သလိုဖြစ်သွားရောတကယ်တော့ဒါကကိုယ့်ရဲ့အလားတွေကိုကိုလှိုင်တက်ပြက်လိုက်တာနဲ့အတူတူပါပဲစဉ်းစားကြည့်ပါကဘာကျော်ဘုတ်ကိုရီတောင်သူတို့ရဲ့အစိုးပိုင်းကြာရှုံးမှုတွေမှာဒါ fixed mindset တာရှိခဲ့ရင်ဘယ်လိုလုပ်အခုလိုအောင်မင်းလာမလဲ RH Macy သူရဲ့ပထမဆုံးဆိုင်9ဆိုင်လုံးရှုံးခဲ့တယ်အဲ့တုန်းကသူကငါအစီပါရေးလို့မဖြစ်ပါဘူးဆိုပြီးလက်လျှော့ခဲ့ရင် Bill Gates ရဲ့ပထမဆုံး company Treff Odeda ဆိုရင်လုံးဝကိုကြာရှုံးခဲ့တာ Dr. Seuss ရဲ့ပထမဆုံးစာမှုကိုထုတ်ဝေသူ20ကျော်ကပြတ်ချခဲ့တယ် Jack Ma ဆိုရင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို2ခါတောင်ကျခဲ့တာဟုတ်ပြီဒါကပထမတစ်ခုဒုတိယအယူအဆအမှားကကျွန်တော်တို့တော်တော်များများလက်ခံထားတဲ့အရာတစ်ခုပဲအဲ့ဒါကတော့ကိုပြင်းပြင်းထန်ထန်ဝေဖန်တာအမားလုံးမိတိုင်းအဖြစ်တင်တာကကိုတက်ကြွနေအောင်ထက်မြက်နေအောင်လုပ်ပေးတဲ့တွန်းအောင်တစ်ခုပဲဆိုတဲ့ယုံကြည်ချက်ပါတကယ်တမ်းမှာတော့ကိုအပြစ်တင်လွန်းတာဟာစိတ်သက်ကြတာစိုးရင်စိတ်များတာတွေဖြစ်စေုံတမကဘူးအောင်မြင်မှုကို direct ကိုထိခိုက်စေပါတယ်ဥပမာတစ်ခုကတော့ချူကင်းဆိုတဲ့ဖြစ်စဉ်မှာဖျားရမ်းများလာတဲ့အခါကြာရှုံးသွားရင်ကိုဘလောက်တောင်အပြစ်တင်မလဲဆိုတဲ့ကြောက်စိတ်ကြောင့်ရုတ်တရက်ကြီးအရေးသွေးတွေထူးခြားသွားတာမျိုးပေါ့ခေါ်ဒီသမားတယောက်ကအဆုံးဖြတ်ပေးမဲ့အလွယ်လေးဖြစ်တဲ့အပေါက်တွင်းတာကိုဖျားကြောလွဲချော်သွားတာမျိုးပေါ့ဘာလို့ကျွန်တော်တို့ကကိုအပြစ်တင်ဖို့ဒီလောက်လွယ်နေရတာလဲအဖြေကဦးနောက်ရဲ့ negativity bias ဆိုတဲ့တပါဝါကြောင့်ပါဆိုလိုတာကကျွန်တော်ရဲ့ဦးနောက်ဟာမွေရပါကိုကအကောင်းတွေထက်အဆိုးတွေကိုပိုပြီးအာယုံစိုက်တဲ့တပါဝါရှိနေလို့ပါပဲဒီ negativity bias ဆိုတာရှေးဘိုဘဲတွေခိထားနေပါလာတဲ့အသက်ရှင်တန်ရဲ့နီးပြူဟာတစ်ခုပါစဉ်းစားကြည့်လေရှေးခေတ်တုန်းကလှတဲ့ပန်းတပွင့်ကိုမမြင်လိုက်မိလို့ဘာမှမဖြစ်ဘူးဒါပေမဲ့ချောင်းနေတဲ့ကြားတကောင်ကိုဒါသတိမထားမိနိုင်ရင်အသက်ပါသွားနိုင်တယ်ဒါကြောင့်ဦးနောက်ဟာအန်ဒီယန်နဲ့အဆိုးတွေကိုအလိုလျောက်အာယုံစိုက်ဖို့အသားကျနေတာပါဒီတဘောဘကဒီနေ့ခေတ်ထိကျွန်တော်တို့ဦးနောက်ထဲမှာရှိနေတော့မှာပဲကဲပြဿနာတွေကိုတော့တီးပြီ
ဒီလိုအောင်မြင်မှုကိုဟန်တာနေတဲ့အယူဆအမှားတွေကိုရောဦးနောက်ရဲ့တဘာဝကိုရောဘယ်လိုကြော်လို့ရမလဲတကယ်အောင်မြင်ဒီပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ဖို့ဘာတွေလုပ်ရမလဲဆိုတာကြည့်လက်ကြရအောင် အဖြေကတကယ်တော့အရင်ရှင်းပါပဲ fixed talent ဆိုတဲ့အယူအဆအတွက်ဖြေစေကတော့စူးစမ်းအားထုတ်မှုကနေတိုးတက်နိုင်တယ်လို့ယုံကြည်တဲ့ growth mindset ကိုမွေးမြူဖို့ပါပဲပြီးတော့ကိုအပိတင်တဲ့အချင်းစိုးကဖြေစေကတော့ self compassion ကိုကရုဏာထားရဖို့လေ့ကျင့်ရမှာပါ self compassion ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့တချို့ကချက်ချင်းတွေးမိမှာဟာဒါပြင်းဖို့အတွက်စင်ကြေပေးနေတာလားကိုမားကိုမျက်စိမိပြီးအလ်တကူခွင့်လွတ်ခိုင်းနေတာလားဆိုပြီးတော့ပေါ့ဒါအိမ်တန်းကိုရေးကြည့်တဲ့မိခွန်းတစ်ခုပါ လုံးဝမဟုတ်ပါဘူး self compassion ဆိုတာကိုအမားကိုလေးလူရှုတာမဟုတ်ဘူးဒါဟာကိုယ့်ရဲ့အခင်းဆုံးသူငယ်ချင်းတယောက်အမားလုံးမိတဲ့အခါကြာရှုံးတဲ့အခါသူ့ကိုဆက်ဆံမဲ့ပူစံမျိုးနဲ့ကိုပြန်ဆက်ဆံတာပါစဉ်းစားကြည့်ပါကိုသူငယ်ချင်းအလုပ်ပြုတ်လာရင်မင်းကညံ့လို့မကြိုးစားလို့အလုပ်ပြုတ်တာလို့ပြောမှာလားဒါမှမဟုတ်စိတ်မကောင်းလိုက်တာမင်းတို့ငါရှိတယ်ဒါကခက်ခဲတဲ့အချိန်ဆိုတာငါသိတယ်ဒါပေမဲ့မင်းလုံးနိုင်မှာပါလို့အားပေးမှာလား သူဒီ Kristen Neff က self compassion မှာအဓိကမန်တိုင်းထုံးကိုရှိတယ်လို့ဆိုပါတယ်ပထမတစ်ခုက self kindness ကိုချင်းချင်းနာနာဆက်ဆံပါဒုတိယတစ်ခုက common humanity ကြာရှုံးမှုဆိုတာလူတိုင်းကြုံရတဲ့ဘုံအတွေ့အကြုံပဲလို့နားလည်လက်ခံပါတတိယတစ်ခုကတော့ mindfulness ကိုယ့်ရဲ့စိုးမြင်စိတ်ဒီကိုအပြစ်မတင်ခြေကားမနေပဲအရှိကိုအရှိအတိုင်းတတိထားကြည့်တာဖို့ပါပဲ ကောင်းပါပြီတဘောတရားတွေပြောပြီးပြီဆိုတော့လက်တွေ့လှုပ်လို့ရမယ်ဒီနေ့ကစပြီးချက်ချင်းလှုပ်လို့ရမယ်လေ့ကျင့်ခန်းလေးတွေကိုကြည့်လိုက်အောင် နံပါတ်1ကိုယ့်ရဲ့အတွင်စိတ်ကပြောတဲ့စကားကိုတတိထားစောင့်ကြည့်ပါငါတုံလိုက်တာလို့တွေးမိရင်ဒါကတတိလွတ်သွားတာနောက်တစ်ခါပုတ်ကောင်းဘယ်လိုလုပ်မလဲဆိုပြီးဒီလိုလေးပြောင်းပြီးတွေးကြည့်ပါနံပါတ်2ကိုအားပေးစာတဆောင်ရေးပါနံပါတ်3ခက်ခဲတဲ့အခြေအနေမှာရွတ်ဆိုဖို့ကိုယ်ပိုင်အားပေးစကားစု mantra တစ်ခုဖန်တီးပါနောက်ဆုံးတစ်ခုကတော့နေတိုင်းကိုကျေးဇူးတင်တဲ့အရာဒါမှမဟုတ်ဂုဏ်ယူမိတဲ့အရာ9ခုကိုချရေးပါနိုင်ရည်သမားကြောင့်ဖြစ်တဲ့ယွန်းဆိုရင်သူ့ကိုဝေဖန်တိုက်ခိုက်မှုတဲ့အယမ်းများတဲ့အချိန်မှာဒီကျေးဇူးတင်ခြင်းလေ့ကျင့်ခန်းကသူ့ကိုစိတ်တိုက်ကြံ့ခန့်အောင်အများကြီးဂုဏ်ယူပေးခဲ့တယ်လို့ဆိုပါတယ် ကဲဒီလိုနီလန်းလေးကိုလေ့ကျင့်ပြီးတဲ့နောက်မှာအစမှပြောခဲ့တဲ့လော်ရာရဲ့ဇလန်ကိုပြန်သွားကြည့်ရအောင်သူကတော့ဘလို့ဖြစ်သွားလဲသူဟာကိုနဲ့ချီတဲ့ဆက်ဆံရေးကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ် သူဟာကြောင်းကထွက်ပြီးတင်းတီအနာယူခဲ့တဲ့အဲ့ဒီအချိန်မှာသူတကယ်နှစ်သက်တဲ့စာအုပ်ဆိုင်လဲတစ်ခုမှဖီယာကင်းနဲ့အလုပ်လုပ်ခဲ့တယ်ကိုပြန်လဲရှာဖွေပြီးတဲ့နောက်မှာတော့စိတ်သစ်လူတွေနဲ့တခြားတက္ကသိုလ်တစ်ခုကိုပြောင်းခဲ့ပြီးဘွဲ့ရတော့ပါတယ်အခုဆိုရင်ပျော်ရွှင်တဲ့မိသားစုပေါ်နဲ့အတိတ်ပဲရှိတဲ့အလုပ်တစ်ခုကိုပိုင်ဆိုင်ထားပါပြီသူ့အသက်အောင်နေမှုဆိုတာအမတ်တွေဘွဲ့ရဲ့ပေါ်မှာမဟုတ်တော့ပဲစိတ်ကြမ်းမှပြီးပြည့်စုံတဲ့ဘဝကိုတည်ဆောက်နိုင်ခြင်းဖြစ်တော့ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြောခဲ့တာတွေကိုအနစ်ချုပ်ရရင်တကယ်အောင်မြင်မှုဆိုတာမွေးရပါရမီရှိခြင်းဒါမှမဟုတ်ကိုနှိမ့်ဆက်အပြစ်တင်ခြင်းကနေလာတာမဟုတ်ပါဘူးအဲ့ဒီအစားကိုယ့်ရဲ့တိုးတက်နိုင်စွမ်းကိုယုံကြည်ပြီးအဲ့ဒီခေးတလျောက်မှကျင်နာမှုနဲ့ကိုဆက်ဆံတက်ခြင်းကနေလာတယ်ဆိုတာပါပဲအစုံမသက်ခင်မှာစဉ်းစားစရာလေးတစ်ခုပေးခဲ့ချင်ပါတယ်စိတ်ဝင်စားစရာသူတေသနာတစ်ခုကိုရလူဒီဟာအသက်ရှင်ဖို့အချိန်သိမ့်မကြံတော့ဘူးလို့သိလိုက်ရတဲ့အခါကြီးမားအောင်မြင်မှုလက်ထက်နေဝင်ချင်းကိုကြည့်ရတာမိသားစုနဲ့ထင်မြင်လက်ဆုံစားရတာမျိုးလို့ရိုးရှင်းတဲ့ຢာတွေကနေပျော်ရွှင်မှုကိုပို့ပြီးတန်ဖိုးထားတတ်ကြတယ်လို့ဆိုပါတယ်ဒီချက်ကကျွန်တော်တို့မေးခွန်းတစ်ခုမေးစေပါတယ်ဘဝရဲ့တန်မို့အစစ်မှန်ကိုသိမြင်ဖို့အတွက်တေးရရှင်ရဲ့အချက်အသေးတစ်ခုကိုစောင့်နေစရာတကယ်ပဲလိုအပ်လို့လား